2024မှာစီစဉ်ပြီး2025မှာသွားပြတဲ့ပကံခီးစဉ်အားလုံးပဲမင်္ဂလာပါရှင်ဝီပါဒီတစ်ခေါက်မှာတော့ဝီကတငယ်ချင်းတွေနဲ့အတူတူပကံကိုသွားပြခဲ့ပါတယ်ကားကမနက်9:00 နာရီခွဲမှာမန္တလေးကနေစထွက်ပါတယ်မန္တလေးကနေပကံအထိရောက်ဖို့ကားက9:00 နာရီပတ်ဝန်းကျင်လောက်စီးရပါတယ်ကာကအနေနဲ့ကတော့မန္တလေးကနေပကံအထိတယောက်ကို21,800ပေးရပါတယ်။ချင်းမင်းတို့ရဲ့ဖို့တက်ပစ္စည်းများနဲ့ငွေချင်းများအားမိမိနဲ့တပါးတဲ့ယူဆောင်ပြီးမနက်9:00 နာရီလောက်မိထီလာကိုရောက်ပြီးတော့မိထီလာမှာနိုင်ဝက်လောက်နာပါတယ်။မနက်စာကအိမ်ကစားခဲ့ပြီးသားဖြစ်နေလို့ဒီမှာထပ်ပြီးတော့မစားဖြစ်တော့ပါဘူး။လူစုံမီဆိုတာနဲ့မနက်9:00 နာရီခွဲမှာမိထီလာကနေကားပြန်ထွက်ပါတယ်။ပြီးတော့မန္တလေးကနေမနက်9:00 နာရီခွဲလောက်ထွက်လာတာနေ့လယ်12:00 နာရီလောက်မှာပကံရွှေပြည်ကားကြီးကွင်းကိုရောက်ပါတယ်။ကားကြီးကွင်းကနေမှအဝေးစီးပြီးတော့တဲမဲနေရာကိုသွားကြပါတယ်။တဲမဲနေရာကိုသွားရင်လမ်းမှာပိုက်ဆာလာတာနဲ့ရွှေတမထမင်းဆိုင်မှာဝင်ပြီးတော့နေ့လယ်စာရင်စားပြခဲ့ပါတယ်။ထိုက်တာတဲ့ဝဲကြတာတဲ့ဝဲပြီးတော့ဖားခဲ့ကွာဖားခဲ့ပြီတော့စားကြည့်ဝဲလောက်ရွှေတမဆိုတဲ့နာမည်အတိုင်းပဲဒီမှာဆိုရင်အရေးကောင်းကောင်းနဲ့တမပင်ကြီးတစ်ပင်လည်းရှိပါတယ်။ဝီတို့တငယ်ချင်းတွေကတော့ဒီတမပင်အောက်ကကုတ်ပစ်လေးမှာထိုင်ပြီးတော့ထမင်းလက်ဆောင်စားခဲ့ကြပါတယ်။ဒီဆိုင်မှာကဟင်းတွေလည်းတော်တော်လေးစုံတယ်အရသာလည်းကောင်းတယ်ပြီးတော့ရာသီပေါ်အရွက်တုပ်တွေလည်းရပါတယ်။ထမင်းစားပြီးရင်အချိုတဲဖို့အတွက်မချီလုံးနဲ့ရင်သွေးချမ်းလေးလည်းချပေးထားပါသေးတယ်။ဒါကတော့ဝီတို့တဲမဲ့နေရပါဒီ hostel လေးကညောင်ဦးမျိုးအမှတ်ခွင်ရက်ကွက်ဝက်ကြီးမှာရှိပါတယ်။ဝီတို့ကတငယ်ချင်း3ယောက်လာတာဆိုတော့ cozy private room 2ယောက်ခန့်ကို extra bed တစ်ခုနဲ့ယူလိုက်ပါတယ်။ဈေးနှုန်းကတော့ extra bed ရောအပါအဝင်တညကို6,000ပေးရပါတယ်။အခန်းကဈေးနှုန်းလေးတွေကအပြောင်းလဲရှိတတ်တာမို့မသွားခင်ကြိုပြီးတော့စုံစမ်းတာကပိုပြီးတော့အဆင်ပြေပါတယ်။ဒီမှာဆိုရင် snack bar လည်းရှိတယ်ပြီးတော့ game area ရှိရယ် rooftop မှာဆိုရင်ရေကူးကန်လည်းရှိတယ်ပြီးတော့မနက်စာ buffet လည်းကျွေးပါတယ်ဒီမှာသဘောကျဆုံးအချက်ကမနက်9:00 နာရီကနေည9:00 နာရီထိ coffee နဲ့ tea ကို free flow တောက်လို့ရတာပါဝီတို့လို coffee ကြိုက်တဲ့သူတွေအတွက်ကတော့တော်တော်လေးအဆင်ပြေပါတယ်ဒီနေရာလေးကတော့ဒီ hostel မှာရှိတဲ့ chill area ပါဒီမှာဆိုလို့ရှိရင် game လေးတွေလည်းဆော်လို့ရတယ်ပြီးတော့စာအုပ်ဖတ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအခုလိုမျိုးစာအုပ်လေးတွေထားပေးထားတာတွေ့ရပါတယ်နေ့လယ်2 နာရီလောက်မှာတော့ hostel ကနေတဆင့် e-bike ငှားပြီးတော့ပကံကိုခြေဆန်းဖြစ်ခဲ့ပါတယ်တငယ်ချင်းတွေမြေပုံကြည့်ပြီးသွားရင်လည်းပထမဆုံးရောက်ဖြစ်ခဲ့တာကတော့ထီလိုမင်းလိုကူဖျားပါကျောက်စာထွက်စကားအရဆိုရင်နရောင်းများမင်းကြီးကတက္ကရာ969ခုနှစ်တကူးလာဇန်တရက်မှာဒီထီလိုမင်းလိုကူဖျားကိုတည်ထားခဲ့တယ်ဆိုပြီးတော့စာအုပ်တုပ်ထဲမှာဖတ်ခဲ့မှုပါတယ်
ပြီးတော့ဒီပကံမရှိတဲ့တခြားနေရာတွေကိုလည်းမြေပုံကြည့်ရင်လည်းပဲ e-bike တစ်စီးနဲ့ဆက်သွားပြီးခဲ့ကြပါတယ်နောက်ထပ်သွားပြီးခဲ့တာကတော့အာနန္ဒာကုဖရာပါအာနန္ဒာကုဖရာကြီးကိုတော့တက္ကရာ452ခုနှစ်မှာထီးလိုက်ရှင်ကျန်စစ်မင်းတရားကြီးကတည်ထားခဲ့တယ်လို့သိရပါတယ်။ပကံခိကမူလကြံကင်းကိုလည်းခုလိုမျိုးတွေ့ခဲ့ရပါတယ်။နေ့ကင်းမှာတော့ရှေကိုချဖျားမှာနေဝင်စည်းစာကြည့်ဖို့အတွက်သွားပြခဲ့ပါတယ်။ဒီလမ်းလေးရဲ့နာမည်ကိုချစ်သူလမ်းကြားလို့ခေါ်ပြီးတော့ဒီလမ်းလေးထဲမှာဆိုလို့ရှိရင်ကျောင်းစုံစက်ကူပန်းတွေအများကြီးပွင့်နေရတော်တော်လေးလှပါတယ်။ပကံရဲ့ညနေခင်းလေးကိုတော့ရွှေကွန်ချဖျားမှာတငယ်ချင်းတွေနဲ့အတူတူဆက်ဆက်ကြည့်ရင်းနဲ့ပဲဖြတ်တန်းပစ်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်။အားလုံးပဲတတ်တာပါ။